ခင်မအောင်မြင်းမှုထိပြင်းနဲ့ပတ်သက်ပြီးမထင်မှတ်တဲ့စကားတခွန်းပြောလိုက်တဲ့ခင်စာကြီးကျော်ကသူမကိုကွာရှင်းပြီးယခုလက်ရှိချိန်မှာအိမ်အောင်ရှိနေတဲ့ခင်မအောင်မြင်းမှုထိပြင်းဦးတန်းစော်နဲ့ပတ်သက်ပြီးမီဒီယာတွေပေါ်မှာခုလိုပြောလာပါတယ်။မြင်းမှုထိပြင်းဦးတန်းစော်ဟာမြတကွန်းနဲ့အောင်တန်းစုထိဆိုင်ပါဝင်မြန်မာနိုင်ငံမှာထိပ်တန်းတီလုပ်ငန်းတွေကိုအောင်မြောင်လုပ်ကိုင်နေတဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတူပါ။ထိပရင်ကြီးဦးတန်းစော်ဟာထိတ်တန်းတထေးကြီးတူဖြစ်တယ်လို့အလူတန်းနေလေရှန်ရောကစိတ်ထားကောင်းတဲ့တထေးကြီးတူပါဒီလိုထိတ်တန်းတထေးကြီးဦးတန်းစော်ဟာထိတ်တန်းသရုပ်ဆောင်မင်းသမီးခင်စာကြီးကျော်နဲ့အကြောင်းပါခဲ့တာပါအဲ့ဒီနောက်မှာတော့တာလီဖုံးမင်းနေလာနဲ့သမီးငယ်ထင်းသစ္စာတို့ကိုရရှိခဲ့တာပါအခုချိန်မှာတော့မြင့်မှုဦးတန်းစော်နဲ့သရုပ်ဆောင်မင်းသမီးခင်စာကြီးကျော်တို့ဟာလမ်းခွဲလိုက်ကြပါပြီဒါပေမဲ့လည်းမြင့်မှုထိပင်ဦးတန်းစော်ဟာဇနီးအောင်ခင်စာကြီးကျော်နဲ့ရထားတဲ့သားသမီးနှစ်ယောက်ကိုပညာရေးကျန်းမာရေးလိုလေးသိမရှိအောင်ထောက်ပံ့နေတာဖြစ်ပါတယ်။တချို့သောလူတွေဆိုရင်သားသမီးတွေကိုတာဝန်မယူခြင်းလို့စွန့်ပစ်ကြတာရှိပါတယ်။ဒါပေမဲ့လည်းမြင့်မှုထိပင်ကြီးကတော့သားသမီးတွေကိုလိုလေးသိမရှိအောင်ဂရုစိုက်ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။အခုဆိုရင်ခင်စာကြီးကျော်ရဲ့သမီးလေးထင်သစ္စာဟာသာရိုက်ကင်ဆာကုသမှုခံယူနေရတာပါ။ဒီလိုချိန်မှာဖခင်ကြီးကလည်းသမီးလေးကိုငွေကုန်ကြေးကြခံကစိတ်ကူတာပေးနေတာဖြစ်ပါတယ်။ခင်စာကြီးကျော်ကတော့သူမရဲ့ခင်မဟောင်းဟာဖခင်ကောင်ပြီးသားတယ်လို့သူမအတွက်တော့အကူလိုပါပဲလို့ဆိုပါတယ်။